ညော်စင်ရဲ့လျှို့ဝှက်ချက်တွေကတဖြည်းဖြည်းနဲ့ပေါ်ထွက်လာနေပါပြီ။ anime မှာတော့လျှို့ဝှက်စမ်းကြဲတဲ့ပုံစံနဲ့တင်ဆက်ထားပေမဲ့ဝတ္ထုထဲမှာတော့ဒီထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်အလက်တွေအများကြီးရှိနေတာပါ။အထူးသဖြင့်ဇက်ကောင်တွေရဲ့အတိတ်နဲ့အနာဂတ်အတွက်အရေးပါမဲ့အခြေခံအကြောင်းအရာတွေကိုအသေးစိတ်ဖော်ပြထားပါတယ်တတိယထက်ကစမ်းသပ်မှုကိုအောင်မြင်ပြီးနောက်မှာရှောလာကစိတ်ဝင်စားဖို့ကောင်းတဲ့စကားတစ်ခုပြောခဲ့ပါတယ်။စူဘာလူအတွက်ဒီစမ်းသပ်မှုကမထစ်နိုင်ဘူးလို့ထင်ဟပေမဲ့ရှောလာအတွက်တော့ဒါကဖြည့်ရှင်းလို့ရနိုင်တဲ့အခြေအနေမျိုးပါ။တကယ်လို့ဒီစမ်းသပ်မှုကို read လို့လူမျိုးကသာပေးခဲ့မယ်ဆိုရင်ဘယ်သူကမှအောင်ခွင့်ပေးမှာမဟုတ်ဘူးလို့သူမကဆိုပါတယ်။စူဘာလူဟာလူတိုင်းရဲ့ချီးကျူးမှုကိုရရှိနေပေမဲ့သူ့စိတ်ထဲမှာတော့တခုခုမာရွေးနေတယ်လို့ခံစားနေရပါတယ်။အမလီယာနဲ့ဘီထရစ်တို့ရဲ့အကျွေးမဲ့ယုံကြည်မှုတွေကိုသူတကယ်ပဲထိုက်တန်ရဲလားဆိုပြီးကိုပြန်မင်းနေတာပါလူတိုင်းကသူ့ကိုလေးစားနေကြတဲ့အချိန်မှာသူကတော့အဲ့ဒီလေးစားမှုတွေနဲ့မထိုက်တန်မှာကိုစိုးရိမ်နေပါတယ်မာနာဝိဇာတိုင်ဖုန်နဲ့ဇကြောင်းကလည်းတော်တော်လေးကိုထူးခြားပါတယ်သူမဟာငယ်စဉ်ကတည်းကတေရန်ပေးတာတွေကိုပဲကြည်ပြီးကြီးပြင်းခဲ့ရလို့အပြစ်သားကိုအပြစ်ပေးဖို့ဆိုတာကိုပဲအာရုံစိုက်ခဲ့သူပါလူတယောက်ရဲ့နှလုံးသားထဲမှာအပြစ်ရှိနေတယ်လို့အပြစ်ပေးခံရမယ်ဆိုတဲ့သူမရဲ့အတွေ့အခေါ်တွေဟာစူဘာရုရဲ့ဝိညာဉ်ကိုတောင်တုံ့လုံစေခဲ့တာပါဂျူလီယပ်စ်နဲ့ဘာလာရိုက်တို့ရဲ့တိုက်ပွဲကြောင်းကလည်းအန်နီမေမှာထပ်ပိုပြီးညံ့နေပါတယ်ဘာလာရိုက်ကအကီယာနိုင်ငံရဲ့အင်အားအကြီးဆုံးစစ်သည်တော်9ဦးထဲကတစ်ယောက်ဖြစ်ပါတယ်သူတို့နှစ်ယောက်ရဲ့တိုက်ပွဲဟာနိုင်ငံရေးရှုပ်ထွေးမှုတွေကြားမှာပေါ်ပေါက်ခဲ့တာဖြစ်ပြီးဂျူလီယပ်စ်အတွက်တော့ဒါဟာနောင်တရစရာဖြစ်ရတစ်ခုဖြစ်နေပါတယ်မယ်လီရဲ့အတိတ်ကိုကြည့်ရင်သူမရဲ့ကောင်းကြီးပေးခံရတဲ့စွမ်းနာဟာတကယ်တော့ကျင်းစားတစ်ခုလိုဖြစ်နေပါတယ်သူမဟာလူသက်သမားတစ်ယောက်အနေနဲ့ကြီးပြင်းခဲ့ရပြီးဒါကပဲသူမအတွက်တဘာဝကျတဲ့အရာတစ်ခုဖြစ်ခဲ့တာပါဒါပေမဲ့စူဘာရုကတော့သူမကိုနောက်ထပ်ဘယ်တော့မှလူမတတ်ဖို့ထပ်ခါတယ်လဲတတိပေးနေခဲ့ပါတယ်ဒီမျိုးစင်မှာလိုင်နာရမဲ့စီကန်လေးခုရှိနေတယ်ဆိုတာပေါ်ထားလာပါတယ်တကယ်လို့ဒီစီကန်တွေကိုချိုးဖောက်မိရင်ရှောလာအနေနဲ့သူတို့ကိုတိုက်ရပါလိမ့်မယ်ရှောလာဟာစီဘာရုကိုမတတ်ချင်ပေမဲ့သူမကိုထိန်ချုပ်ထားတဲ့အမင်ကတော့အင်မတန်မှပြန်ထန်ထိဘယ်သူမှရှောင်လွဲလို့မရနိုင်တဲ့အရာမျိုးပါဒုတိယထပ်ကိုတက်မဲ့လေကားဟာအာကာသကိုပုံဖြစ်ထားသလိုမျိုးခန်းစားရစေပါတယ်ဒီလေကားဟာတတိယထပ်ကိုသွားတဲ့လေကားထက်10ဆလောက်ပိုရှိပြီးအပေါ်ကိုပဲတောက်လျှောက်တက်သွားတာပါဒီခရီးစဉ်အတွင်းမှာဘီထရစ်ဟာလည်းစာကြည့်တိုက်ထက်ကအချက်လက်တွေကိုအာရုံစိုက်ပြီးရှာဖွေနေခဲ့ပါတယ်လှေကားထိပ်ကိုရောက်တဲ့အခါမှာတော့စူဘာရုရဲ့ခေါင်းထဲမှာသူ့အတန်နဲ့ဆင့်တူတဲ့အတန်တစ်ခုကြားလိုက်ရပါတယ်အဲ့ဒီနောက်မှာတော့သူ့ကိုကြောက်လန့်သွားစေတဲ့လူတစ်ယောက်ပေါ်လာပါတယ်အဲ့ဒီလူဟာအရင်ကစမ်းသပ်မှုတွေနဲ့မတူတဲ့ကန့်သက်ချက်အသစ်တွေနဲ့အတူစူဘာရုတို့အဖွဲ့ကိုစောင့်ကြော်နေတာဖြစ်ပါတယ်